အဲ့မှာ download ဆွဲပြီးတော့ရင် website က download ဆွဲတာဆိုရှင်တော့ဘာလို့ကြားရလဲဆို Xcode 16.2.xmp ပေါ့နော်လက်ရှိလောလောဆယ်ကတော့ 16.2 ဆိုတော့နောက်ပိုင်း update ဖြစ်တော့ update ဖြစ်တဲ့ version ကို download ဆွဲရရတယ်အဲ့ကောင် unzip ပြဖို့တဲ့ double click နှိပ်လိုက်လို့ရတယ်အဲ့ခါကျတော့ရှင်တော့ဒီ archive utility ဆိုတဲ့ tools ကိုသုံးပြီးတော့ဒီ Xcode ကိုတော့ unzip တော့လိမ့်မယ်ပေါ့နော်unzip ဆိုပြီးသွားရင် Xcode ဆိုတဲ့ application တွေပေါ်လာလိမ့်မယ်အဲ့ကောင်မှာကျွန်တော်တို့ကဒီ application ဆိုတဲ့ folder တွေကို drag လုပ်လိုက်ရပြီပေါ့ okay အဲ့ဒါဆိုရင်လက်ရှိကတော့ဒီ expand လုပ်နေတဲ့ zip file ကိုတစ်ချက်တစ်ဆောင်းလိုက်ပါတော့ပုံမှန်တော့အရင်တော့မချောင်းမြန်တော့မြန်ပါအဲ့မှာ unzip လုပ်ပြီးဆိုရင်ဒီကောင်ကိုကျွန်တော် application ဆိုတဲ့ကို drag လုပ်နိုင်ရပြီလက်ရှိကျွန်တော်မှာတော့ဒီ Xcode ရှိပြီးသားဆိုတော့ကျွန်တော် drag တော့မလုပ်တော့ဟုတ်ကျေးဇူးတင်ပါတယ်